ပြည်တွင်းပြည်ပသာသနာပြုကျေးဇူးတော်ရှင်အလိုတော်ဖြစ်ဆရာတော်ကြီးများအားအမှုထားကအလူရှင်များနဲ့အနုပညာရှင်များကစုပေါင်းပြီးအလိုတော်ပြည်အကြောင်းတိုင်းမှာတန်ဃာတော်များနဲ့တိလာရှင်များကိုစုံစမ်းစိန်လောင်းလှူခြင်းနဲ့အနည်းရင်လှုပ်သားများအတွက်အခြေခံစားတောက်ကုန်များဝေငှပေးခြင်းတွေကိုဧပြီလ9ရက်နေ့ကတောင်ဝေမြို့နယ်ရှိအောင်မြေဘောဓိဓမ္မရိပ်သာအလိုတော်ပြည်အကြောင်းတိုင်းမှာပြုလုပ်ခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။အလိုတော်ပြည်ကျောင်းတိုက်တွင်တန်ဃာတော်များနှင့်တီလာရှင်များကိုစိုးဆက်စိန်လောင်းလူခြင်းနှင့်အနည်းရင်လုံသားများအတွေ့လိုအပ်တဲ့စံစီခောက်ဆွဲကြောက်စားတဲ့အခြေခံစားကုန်များကိုဝေငှပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဦးစင်မွေးနေ့မှာနေပြီးတော့ဒီ Taiwan Rotary Club ပေါ့လေအဲဒီကနေပြီးတော့ဦးစင်ဒေါ်လာ1000မှတည်ပြီးတော့ဒီနေ့စကိုင်းငလျင်ပြီးလို့ရှိရင်ဒီမန္တလေးငလျင်နေပြည်တော်ငလျင်ပြင်မနာတော့ပေါ့နော်အဲ့မှာလိုတဲ့နေရာမှာနေပြီးတော့ဒီငလျင်ပြင်မှာနေပြီးတော့ဦးစင်းလူတန်းသွားမယ်နောက်ထပ်လည်းထပ်ပြီးတော့သူတို့ဒေါ်လာ9သိန်းပေါ့လေလူပါလိမ့်မယ်နောက်ပြီးတော့ထိုင်းကပေါ့နော်သူတို့တသန်းလောက်ပေါ့လေလာပြီးတော့ဟိုလူမှာပေါ့ဒီနေပြည်တော်ရိုမန္တလေးတို့နောက်ပြီးတော့စကိုင်းတို့အဲ့မှာရှိတဲ့ဒီငလျင်ပေးပေါ့နော်တဘာဝငလျင်ပေးကြောင်းနေပြီးတော့ထိခိုက်တရားရရှိတော်တဲ့လူတွေကိုဦးစင်းလူတန်းသွားမယ်ပြီးလို့ရှိရင်သူတို့ကိုရောက်တရက်ကို9000စာဟိုထမင်းတွေပါတယ်ပေါ့နော်နေ့စဉ်ပေါ့ဟိုဆက်ကျွေးပြီးတော့ဦးစင်းတကားတွေနဲ့ပေါ့နော်ဦးစင်းတို့ပြတွန်းပြပသဒနာပြုကျေးဇူးတော်ရှင်ဆရာတော်အလိုတော်ပြဆရာတော်ဘုရားကြီးကိုဦးထိုက်ထားပြီးတော့မှလူတဲတဲ့အလူလည်းဖြစ်တာပေါ့အနုပညာရှင်များကလည်းအလူငွေများလှူဒန်းကြတဲ့အပြင်လောကဒါနပြုပြီးပါဝင်ကူညီခဲ့ကြတာဖြစ်ပါတယ်ကိုလှူလိုက်တဲ့အရာလေးကဘလောက်သိငယ်တဲ့အရာဝတ္ထုလေးပဲဖြစ်ဖြစ်ဒီလက်ခံတဲ့အလှူခံပုံကိုယ်တွေကတကယ်လိုအပ်စာနဲ့ဝမ်းမြောက်ဝမ်းသာလက်ခံအောင်မြင်ရတဲ့အခါကျတော့တာတူးလဲစင်စင်ခေါ်မိပါတယ်ပီတိလဲတော်တော်ဖြစ်ရပါတယ်။တောင်မွေမြို့နယ်အတွင်းရှိအနည်းရင်လုံသားများအတွက်လိုအပ်တဲ့အခြေခံစားကုန်များကိုဝေငှပေးခဲ့တာဖြစ်ပါတယ်။ဒီနေ့ပစ္စည်းတွေကတော့စုံနေတာပါပဲ။ဆန်တွေရောစီတွေရောသိရမလားကြက်သွန်တွေရောအိမ်အတွက်ကတော့တစ်ပတ်စာလောက်တော့ဖူလုံသွားပြီပေါ့နော်။ပတ်စံတွေလည်းပါတယ်ပေါ့လေ။ရတဲ့လူတွေလည်းအရန်ကိုဝမ်းသာကြတယ်လေ။လိုပဲဖြစ်ဖြစ်တနေ့စာတစ်နက်စာတစ်ရက်စာရတယ်ဆိုရင်ဆရာတော်ကြီးရဲ့ကျေးဇူးကအရန်ကိုကြီးမားပါတယ်လို့ပြည်ရင်းပြည်ပသာသနာပြုကျေးဇူးတော်ရှင်လိုတော်ပြည့်ဆရာတော်ကြီးအားမှုထားပြီးမန္တလေးငရင်ကြီးကြောင့်ငလီဘေးတင်ခဲ့တဲ့ဒေသများကိုတွားရောက်လှူဒန်းသွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။